ခုနေတို့အဲ့ဒီကံဉာဏ်ဝရိယကိုနားမလည်တော့မြန်မာနိုင်ငံသူနိုင်ငံသားတွေကအတိတ်ကံဆိုတော့ထီထိုးရင်းမျောချဲထိုးရင်းမျောလောင်းကစားဆိုတဲ့မတမန်အာဇီဝကိုအာကိုပြီးတော့အတိတ်ကံပုံချမွဲတန်တော်တဲ့ချဲတောင်မပေါက်ဘူးတဲ့ငါကံမကောင်းဘူးတဲ့အဲ့ဒါအတိတ်ကံမကောင်းတာလားပြစ္ဆုတ်ပံကံမကောင်းတာအဲ့လိုသူများသွားပေးတာပေါ့ကိုယ့်ကိုကြကုတ်ကြေကဲရှာစနစ်တကျစုစနစ်တကျသိမ့်စီစနစ်တကျယင်းနီးကြီးပွားအောင်လုပ်လို့ရနိုင်မရနိုင်ခမရတို့တကယ်အားကိုးရမှာဉာဏ်နဲ့ဝရိယပြောဉာဏ်ဝရိယနဲ့ဟောဒီပြစ္ဆုတ်ပံကံကိုသာထိမ့်ချုပ်နိုင်ရင်အစဉ်ပြေအောင်နေလို့အသက်ဉာဏ်ဆောင်ဆိုတာအဲ့ဒါ